ကျွန်တော်မွေးနေ့အနေနဲ့ကျွန်တော်ရောင်းချပေးမယ့်မြေကွက်ကလေးကဟောရီ3ခွက်ပါရှင်ဒီ3ခွက်ကကျွန်တော်ရဲ့ဒီကွန်ကရစ်လမ်းပေါ်ဆချင်းတက်ချင်းမြေကွက်ပါရွာလေလမ်းကနေပြီးတော့ရွာရဲ့မိန်းလမ်းကနေဝင်မယ်ဆိုရင်2ခွက်မြောက်3ခွက်မြောက်ပေါ့နော်2ခွက်ငုံနဲ့2ခွက်ပြီးတာနဲ့ကွန်ကရစ်လမ်းပြီးတာနဲ့ဒီမြေကွက်ကိုလာမှာပါရှင်အဲ့တော့ဒီမြေကွက်ကိုအကြောင်းနဲ့ပြီးတော့ကျွန်တော်မွေးနေ့မှာကျွန်တော်ဒီလိုမျိုးဈေးနှုန်းလျှော့ပြီးတော့ရောင်းချပေးပါမယ်လို့ပြောထားတဲ့အချိန်မှာ oversea ကနေပြီးတော့သူရောင်းချတာနဲ့သူတကွက်ယူမှာပါဆိုပြီးတော့350သွင်းထားပါပြီအဲ့တော့ဒီကွက်ကလေးကတော့ oversea ကဝယ်ယူသွားတဲ့အကွက်ကလေးပါရှင့်ဒီကွက်ကလေးကတော့ oversea ကဝယ်ယူသွားပြီးတော့ဒီဘက်ဘေးမှာကြံနေတဲ့ဒီနှစ်ကွက်ကကြတော့ကျွန်တော်နဲ့နှုတ်ကတိစကားပြောထားပါပြီမနေ့ပြန်နေ့လေ12နာရီမှာသူငွေသွင်းခဲ့ရင်ကျွန်တော်ကသူ့ကိုရောင်းချပေးပြီးတော့ငွေမသွင်းခဲ့ရင်2ဦးရပါအောင်မယ်เนาะဒါကတော့မျက်နှာစာကပေ20ရှိပြီးတော့အနောက်ကိုပေ40ရှိတဲ့အကွက်ပါလုံးဝနေရာကောင်းပါเนาะမွေးနေ့ဆိုပြီးတော့ရောင်းချတယ်ဆိုပြီးတော့မကောင်းတဲ့နေရာကိုရောင်းချပေးတာမဟုတ်ပါဘူးနေရာကောင်းပါရှင့်ဒါလေးကတစ်ချက်ပြချင်တာဒီဘက်ကရွာရဲ့မိန်းလမ်းပေါ့နော်ရွာရဲ့မိန်းလမ်းဗရောက်လမ်းကြီးပါနော်